Aseneya, Aseneya, Abameya, Abameya, Majansa, Manasina, Ingolmo, Dona Vavanandane, Loa Ozo, Yizona Muvedo, Yasaviam. Aran, Longetunyado, Vilagong, Marigong, Vinyagong, Vimodigong, Vimodi Nyanadana Gononim, Yizona Mudoja, Luna Yama Badava Boundoi, Buza Tugo, Ana Murai Vedo, Yaswaviam. Araham, Wadrani Dagua, the Taunaya, Gileda Jeroma, Kinwe, Sinjera Muvedo, Yaswaviam. Araham, Lova, Doga, Moha, Sajida, Hileda Yanurogo, Petado, Mujido, Yaswaviam. Araham, Sandra Zai, Daukanogo, Chopyado, Mujido, Yaswaviam. Araham, Yema, Miegwe, a Jinkade, Senje, Seguea, Mesido, Mudonia Swaviam, Sama Damodo, Esa Leva, Cabino Diarogo, Suvatan, Nimekame, Urania Hoswami, Sonzan Pushaga, Mangazwa, Dido Muvido, Yaswavia, Veda Sarana Bambano, Vedamido Nyandu Doma, Nyandu Shiba, Sarana Nido, Chiga Jendia, the Sangavarone, Jizono, Muvido, Yaswariam, Ruedo, Tadavaro At, Ajumia Jam, Homano, Sagarangola, Yasuro, Murabido, Yaswaria, Ruedo, Megin, Sipyat, Chinera Muyajin, Gongzwa, Swajin, Gongzwa, Chichin, Shido, Muvido, Yaswariam. Loga Viru, Loga Yajao Yalonzongo, a gosin, Zinina Muvido, Yaswariam. And no doro, and in Yazon Chido, Dilagong, the Marigong, Vinyago, Wimodigo. Vimodina Dana Gono Ne, Dizona Mudoja Logara Lonai, and Yazon, Jida Muvido, Yaswaviam, Urida Damandarati, Yenye Lema Dina, Di Messia, De Mediwa, De Soma Beraido Bogoroa, Yenye Lema Dina, Jiwa, Chujang. Soma Donena Murabido, Yaswaviak, Nodro, Burida, Damadarati, Soma Raido, Bugoroa, Nyunja Tondim, Bedian, Soma Munai, Adumaji, and Yasom, Sidom Vido, Yaswaviam, Pata Divamnodanam, Chamaya, Jong, Lango, Nyunja, Somara, Muraye, Lunadoi. Siamia si, Pito Muvido, Yaswaviak, Bodo, Dialozongo, Gong, Pido Muvido, Yaswaviam, Bagawa, Bono Nana, Gano Nana, Yano Nana, the Guru Nana Rone, Loa Odo, Yizona Muvido, Yaswavia, Ranza Ziro, Gubalo Gono, Sebalo Gono, Ananda Gono, Jizura Bondo Nim, Jizona Mudo, the Dotinsha, the Venue, Yaswaviago, Yadidi, Yodimia, no Leo Moye, Chico Buzo, Pumyaman Leo, Karova, Yaswavia. Bhagavata Yaswavya di Ekado Hojado Dhammo Dayado di Dvakado Gilida Nyayam Gaumo Manganzwa Hoado Dayado Myabaviragam
သာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဖိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတကားနေကောမိမိတဏ္ဍာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဝိသတံဝိဒဘဝိညွေတရားမြင်သိသည့်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယအပြင်7ပါးသောတရားတော်များကိုဘုရားတော်သည်ယောရေများတို့လည်းအုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှလျောကြောပါဤဘုရားသာဓုသာဓုသာဓုဘဂဝါတော်မြတ်စွာဘုရား၏သာဝကသံဃောတတိသာပေါင်းသံဃာတော်သည်သုပတိပန်နောလောဘဒေါသမောဟကင်းကြောင့်သီလသမာဓိပညာကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥစုပတိပန်နောကိုနှုတ်စိတ်ထားကောက်သုံးမကင်းအောင်ကြောင်စင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန်နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားကာမိစိပတိပန်နောသူများကပြုသည်ယောရေမှုနှင့်သင်နှင့်ထိုက်တအောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေယောအရာဝေမတော်လဲဆောင်းလာ၍ပေလူပူဇော်လိုက်ပေလူဒီကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအာဟုနေယောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုတော်လဲပေလူပူဇော်လိုက်ခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားတကိနေယောနောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ပေလူသည်ကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အုံမိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကသာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်းဤအကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပန္နာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောမေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်7ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားတော်သည်ယောသည်များတို့လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကြောပါ၏အရှင်ဘုရားအရဟံလွန်ကဲထုံးမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာယမသတ္တဝါပေါင်းတို့၏ပူဇော်ထုကိုခံတော်မူလိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာညစ်ကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံသန္တရာဇိတောက်ကံတို့ကို
ချိုးပြတ်တော်မူပြီးတော့မြတ်စွာဘုရားအရဟံမြတ်မောင်မြတ်ွယ်အချင်းခသိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသစ္စာလေးပါးခသိသောတရားတို့ကိုသူတော်ဘာထံနိမခံမဲ့ကိုယ်တိုင်ညာဟောစွမ်းဖြင့်စုံစမ်းဖွေရှားကမင်္ဂစွာသိတော်မူပေသောမြတ်စွာဘုရားဝိဇာစရဏပပ္ပန္နောဝိဇာမည်သောဉာဏ်တုသုံးပါးဉာဏ်တု၈ပါးစရဏမည်သောအခြေခံခြင်းတရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားဘုရားတော်တတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာရွတ်ဆိုတော်မူရပေသောမြတ်စွာဘုရားဘုရားတော်မဂ္ဂင်8ဖြာဖြစ်နေတော်မူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရားလောကဝီရုလောကရဲ့အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏ်သဒ္ဒနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကရာအလုံး၌အမြင့်မြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားဝိရိဒဓမ္မသာရတိယဉ်ကျေးလိမ္မာပညာသိမရှိကြသေးမတိဝသေး၍သုံးမပေလိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကျအောင်သုံးမသွန်သင်တော်မူရပေသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရတိသုံးမလိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ခြင်းသုံးမမူ၌အတုမရှိအများဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားပဋ္ဌာရိဝမနုဿာနံချမ်းသာရကြောင်းလမ်းကောင်းညွှန်ပြသုံးမတော်မူရ၍လူနတ်တို့၏ဆရာမြတ်စီဖြစ်တော်မူပေသောမြတ်စွာဘုရားဘုရားတရားလုံးစုံကိုအကုန်ပြီးတော်မူပေသောမြတ်စွာဘုရားဘဂဝါဘုံတော်နန္ဒာကံတော်နန္ဒာညာတော်နန္ဒာတကုတော်နန္ဒာတို့နှင့်လုံးဝအုပ်သုံးပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံသရှိသောကိုယ်ပါသောဂုဏ်တော်10ပါးသောဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ္တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုတရားစီတော်သည်ယောသည်မြတ်နိုးလက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကရောပါဤမြတ်စွာဘုရားသာဓုသာဓုသာဓုဘဂဝတာမြတ်စွာဘုရားသည်အခါတော်ဟောကြားသောဓမ္မောတရားတော်သည်သုခတော်ကိလေသာငြိမ်းချမ်းကောင်းမွန်မင်္ဂန်စွာဟောသောတရားတော်မြတ်ပါပေတကားသာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဖိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတကားနေကောမိမိတဏ္ဍာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဝိသတံဝိဒဘဝိညွဤတရားမြင်သိသည်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယာအပြင်10ပါးသောတရားတော်များကိုဘုရားတော်သည်
ယောရေမြန်တို့လည်းအောင်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကရောပါဤဖရာသာဓုသာဓုသာဓုဘဂဝါတော်မြတ်စွာဘုရားဤသာဝကသံဃောတတိသာပေါင်းသံဃာတော်သည်သုပတိပန္နောလောဘဒေါသမောဟကင်းကြောင်းသီလသမာဓိပညာကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥစုပတိပန္နောကိုနှုတ်စိတ်ထားကောက်သုံးမကင်းအောင်ကြောင်းစင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန္နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားသာမိစိပတိပန္နောသူများကပြုသည်ယောရေမှုနှင့်သင်နှင့်ထိုက်တအောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေယောအရာဝေမတော်လဲဆောင်းလာ၍ပေလူပူဇော်လိုက်ပေလူဒီကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအာဟုနေယောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုတော်လဲပေလူပူဇော်လိုက်ခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားတကိနေယောနောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ပေလူသည်ကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အောင်မိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကသာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်းဤအကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပန္နာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောမေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်၈ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားစီတော်သည်ယောသည်များတို့လက်အောင်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကရောပါ၏အရှင်ဘုရားအရဟံလွန်ကဲထွန်းမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာယမသတ္တဝါပေါင်းတို့၏ပူဇော်ထုကိုခံတော်မူလိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာညစ်ကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံသံဃာစိတ်တောက်ကံတို့ကိုချိုးပြတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံမြတ်မောင်မြတ်ွယ်အချင်းခါသိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓောသစ္စာ၄ပါးခါသိသောတရားတို့ကိုသူတော်ဘာထံနိမခံမဲ့ကိုယ်တိုင်ညာဟောစွမ်းဖြင့်စုံစမ်းဖွေရှားကမင်္ဂစွာသိတော်မူပေသောမြတ်စွာဘုရားဝိဇ္ဇာစရဏသဗ္ဗံနောဝိဇ္ဇာမြည်သောဉာဏ်တု၃ပါးဉာဏ်တု၈ပါးစရဏမြည်သောအခြေခံခြင်းတရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားသုဝတ္တောတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာရွတ်ဆိုတော်မူရပေသောမြတ်စွာဘုရားသုဝတ္တောမဂ္ဂင်၈ဖြာဖြစ်နေတော်မူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရား
လောကဝီရုလောကရဲ့အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏ်သဒ္ဒနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကရာအလုံး၌အမြင့်မြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားဝိသဓမ္မသာရတိယဉ်ကျေးလိမ္မာပညာသိမရှိကြသေးမတိဝသေး၍သုံးမပေလိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကျအောင်သုံးမသွန်သင်တော်မူရပေသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရတိသုံးမလိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ရင်သုံးမမှု၌အတုမရှိအမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားပဋ္ဌာဒေဝမနုဿာနံချမ်းသာရအကြောင်းလမ်းကောင်းညွှန်ပြသုံးမတော်မူရ၍လူနတ်တို့၏ဆရာမြတ်စီဖြစ်တော်မူပေသောမြတ်စွာဘုရားဘုရားတရားလုံးစုံကိုအကုန်ပြီးတော်မူပေသောမြတ်စွာဘုရားဘဂဝါဘုံတော်နာနာကံတော်နာနာညာတော်နာနာတကုတော်နာနာတို့နှင့်လုံးဝအုပ်သုံးပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံသာရှိသောကိုယ်ပါသောဂုဏ်တော်ဆယ်ပါးသောဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုတရားစီတော်သည်ယောသည်မြတ်နိုးလက်ဥမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကရောပါဤမြတ်စွာဘုရားအာနုအာနုသာဘဂဝတာမြတ်စွာဘုရားသည်အခါတော်ဟောကြားသောဓမ္မောတရားတော်သည်သုခတော်ကိလေသာငြိမ်းချမ်းကောင်းမွန်မှန်ကန်စွာဟောသောတရားတော်မြတ်ပါပေတကားသာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဖိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတကားနေကောမိမိတဏ္ဍာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဝိသတံဝိဒဘဝိညွေတရားမြင်သိသည်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယာအပြင်10ပါးသောတရားတော်များကိုဘုရားတော်သည်ယောသည်များတို့လည်းအုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှလျောကရောပါဤဘုရားသာဓုသာဓုသာဓုဘဂဝါတော်မြတ်စွာဘုရားဤသာဝကသံဃောတတိသာပေါင်းသံဃာတော်သည်သုပတိပန္နောလောဘဒေါသမောဟကင်းကြောင်းသီလသမာဓိပညာကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥသုပတိပန္နောကိုနှုတ်စိတ်ထားကောက်သုံးမကင်းအောင်ကြောင်းစင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန္နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားသာမိစေနိဗ္ဗာန်တော်သူများကပြုသည်ယောသည်မှုနှင့်သင်နှင့်ထိုက်တန်အောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေယောအရာဝေမတော်လဲဆောင်းလာ၍
ပေလူပူဇော်လိုက်ပေလူဒီကိုခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဘာဟုနေရောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုယ်တော်လည်းပေလူပူဇော်လိုက်ခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားယခိနေရောနောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ပေလူဒီကိုခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အုံမိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကတာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်းဤအကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပါဏာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောမေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်၈ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုရည်တော်သည်ယုသည်များတို့လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောသရောပါ၏အရှင်ဘုရားအရဟံလွန်ကဲထွန်းမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာယမသတ္တဝါပေါင်းတို့၏ပူဇော်ထုကိုခံတော်မူလိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာညစ်ကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံသန္တရာစိတ်တောက်ကံတို့ကိုချိုးပြတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံမြတ်မောင်မြတ်ွယ်အချင်းခါသိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသစ္စာ၄ပါးခါသိသောတရားတို့ကိုသူတော်ဘာထံနိမခံမဲ့ကိုယ်တိုင်ညာဟောစွမ်းဖြင့်စုံစမ်းဖွေရှားကမင်္ဂစွာသိတော်မူပေသောမြတ်စွာဘုရားဝိဇ္ဇာစရဏပပ္ပန္နောဝိဇ္ဇာမြည်သောဉာဏ်တု၃ပါးဉာဏ်တု၈ပါးစရဏမြည်သောအခြေခံခြင်းတရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားဘုရားတော်တတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာရွတ်ဆိုတော်မူရပေသောမြတ်စွာဘုရားဘုရားတော်မဂ္ဂင်၈ဖြာဖြစ်နေတော်မူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရားလောကဝိရုလောကရဲ့အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကရာလုံး၌အမြင့်မြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားဝိရိဒဓမ္မသာရတိယဉ်ကျေးလိမ္မာပညာအသိမရှိကြသေးမပြည့်ဝသေး၍သုံးမပေလိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကျအောင်သုံးမသွန်သင်တော်မူရပေသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရတိသုံးမလိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ခြင်းသုံးမမှု၌အတုမရှိအမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားပဋ္ဌာရိဝမနုဿာနံချမ်းသာရကြောင်းလမ်းကောင်းညွှန်ပြသုံးမတော်မူရ၍လူနတ်တို့၏
ဘုရားမြတ်စီဖြစ်တော်မူပေတော်မြတ်စွာဘုရားဘုရားတရားလုံးစုံကိုအကုန်ပြီးတော်မူပေတော်မြတ်စွာဘုရားဘဂဝါဘုံတော်နန္နာကံတော်နန္နာညာတော်နန္နာတကုတော်နန္နာတို့နှင့်လုံးဝအုပ်သုံးပြည့်စုံတော်မူပေတော်မြတ်စွာဘုရားအရဟံသာရှိတော်ကိုယ်ပါသောဂုဏ်တော်ဆေပါသောဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုတရားစီတော်သည်ယောသည်မြတ်နိုးလက်ဦးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောပါဤမြတ်စွာဘုရားအာနုအာနုသာဘဂဝတာမြတ်စွာဘုရားသည်အခါတော်ဟောကြားသောဓမ္မောတရားတော်သည်သုခတော်ကိလေသာငြိမ်းချမ်းကောင်းမွန်မှန်ကန်စွာဟောသောတရားတော်မြတ်ပါပေတကားသာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဟိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတကားနေကောမိမိတဏ္ဍာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဝိသတံဝိဒဘဝိညွေတရားမြင်သိသည့်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယာအပြင်10ပါးသောတရားတော်များကိုဘုရားရည်တော်သည်ယောသည်များတို့လက်အောင်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောပါဤဘုရားသာဓုသာဓုသာဓုဘဂဝါတော်မြတ်စွာဘုရားဤသာဝကသံဃောတတိတာပေါင်းသံဃာတော်သည်သုပတိပန္နောလောဘဒေါသမောဟကင်းကြောင်းသီလသမာဓိပညာကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥစုပတိပန္နောကိုနှုတ်စိတ်ထားကောက်သုံးမှကင်းအောင်ကြောင်းစင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန္နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားသာမိစိနိဗ္ဗာန်တော်သူများကပြုသည်ယောသည်မှုနှင့်သင်နှင့်ထိုက်တအောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေရောအရာဝေမတော်လဲဆောင်လာ၍ဘေလူပူဇော်လိုက်ဘေလူဒီကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဘာဟုနေရောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုတော်လဲပေလူပူဇော်လိုက်ခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားယခိနေယောနောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ပေလူသည်ကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အောင်မိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကတာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်းဤအကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပန္နာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသော
မေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်၈ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားစီတော်သည်ယုံသည်ညာနိုးလက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောသရောပါ၏အရှင်ဘုရားအရဟံလွန်ကဲထုံးမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာယမသတ္တဝါပေါင်းတို့၏ပူဇော်ထုကိုခံတော်မူလိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာညစ်ကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံသံဃာစိတ်တောက်ကံတို့ကိုချိုးပြတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံမြတ်မောင်မြတ်ွယ်အချင်းခသိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓသစ္စာ၄ပါးခသိသောတရားတို့ကိုသူတော်ဘာထံနိမခံမဲ့ကိုယ်တိုင်ညာဟောစွမ်းဖြင့်စုံစမ်းဖွေရှားကမင်္ဂစွာသိတော်မူပေသောမြတ်စွာဘုရားဝိဇ္ဇာစရဏပပ္ပန္နောဝိဇ္ဇာမည်သောဉာဏ်တု3ပါးဉာဏ်တု7ပါးစရဏမည်သောအခြေခံခြင်းတရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားဘုရားတော်တတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာရွတ်ဆိုတော်မူရပေသောမြတ်စွာဘုရားဘုရားတော်မဂ္ဂင်8ဖြာဖြစ်နေတော်မူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရားလောကဝီရုလောကရဲ့အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကရာအလုံး၌အမြင့်မြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားဝိရိဒဓမ္မသာရတိယဉ်ကျေးလိမ္မာပညာသိမရှိကြသေးမပြီးဝသေး၍သုံးမပေလိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြီးဝအချိုးကြအောင်သုံးမသုံးသင်တော်မူရပေသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရတိသုံးမလိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ရင်သုံးမမူ၌အတုမရှိအများဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားသတ္ထာရိဝမနုဿာနံချမ်းသာရကြောင်းလမ်းကောင်းညွှန်ပြသုံးမတော်မူရ၍လူနတ်တို့၏တရားမြတ်စေဖြစ်တော်မူပေသောမြတ်စွာဘုရားဘုရားတရားလုံးစုံကိုအကုန်ပြီးတော်မူပေသောမြတ်စွာဘုရားဘဂဝါဘုံတော်နန္ဒာကံတော်နန္ဒာညာတော်နန္ဒာတကုတော်နန္ဒာတို့နှင့်လုံးဝအုပ်သုံးပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံသရှိသော9ပါးသောဂုဏ်တော်10ပါးသောဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ္တထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုတရားစီတော်သည်ယုသည်မြတ်နိုးလက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကရောပါဤမြတ်စွာဘုရားအာနုအာနုသာနုဘဂဝတာမြတ်စွာဘုရားသည်အခါတော်ဟောကြားသောဓမ္မောတရားတော်သည်သုခတော်ကိလေသာငြိမ်းချမ်းကောင်းမွန်မှန်ကန်စွာဟောသောတရားတော်မြတ်ပါပေတကား
သာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဖိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတကားနေကောမိမိတဏ္ဍာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဝိသတံဝိဒဘဝိညွေတရားမြင်သိသည့်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယာအပြင်10ပါးသောတရားတော်များကိုဘုရားတော်သည်ယောရေများတို့လည်းအုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှလျောကြောပါဤဖရာသာဓုသာဓုသာဓုဘဂဝါတော်မြတ်စွာဘုရားဤသာဝကသံဃောတတိသာပေါင်းသံဃာတော်သည်သုပတိပန္နောလောဘဒေါသမောဟကင်းကြောင်းသီလသမာဓိပညာကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥစုပတိပန္နောကိုနှုတ်စိတ်ထားကောက်သုံးမကင်းအောင်ကြောင်စင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန္နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားကာမိစိပ္ပိပန္နောသူများကပြုသည်ယောရေမှုနှင့်သင်နှင့်ထိုက်တအောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေယောအရာဝေမတော်လဲဆောင်းလာ၍ပေလူပူဇော်လိုက်ပေလူဒီကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဘာဟုနေယောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုတော်လဲပေလူပူဇော်လိုက်ခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားတကိနေယောနောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ပေလူသည်ကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အုံမိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကသာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်းဤအကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပန္နာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောမေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်7ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားစီတော်သည်ယောသည်များတို့လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကြောပါ၏အရှင်ဘုရားအရဟံလွန်ကဲထွန်းမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာယမသတ္တဝါပေါင်းတို့၏ပူဇော်ထုကိုခံတော်မူလိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာညစ်ကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံသန္တရာဇိတောက်ကံတို့ကို
ချိုးပြတ်တော်မူပြီးတော့မြတ်စွာဘုရားအရဟံမြတ်မောင်မြတ်ွယ်အချင်းခါသိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓောသစ္စာလေးပါးခါသိသောတရားတို့ကိုသူတော်ဘာထံနိမခံမဲ့ကိုယ်တိုင်ညာဟောစွမ်းဖြင့်စုံစမ်းဖွေရှားကမင်္ဂစွာသိတော်မူပေသောမြတ်စွာဘုရားဝိဇာစရဏပပ္ပနောဝိဇာမည်သောဉာဏ်တုသုံးပါးဉာဏ်တု၈ပါးစရဏမည်သောအခြေခံခြင်းတရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားဘုဝတ္တောတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာရွတ်ဆိုတော်မူရပေသောမြတ်စွာဘုရားဘုဝတ္တောမဂ္ဂင်၈ဖြာဖြစ်နေတော်မူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရားလောကဝီရုလောကရဲ့အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏ်တဒနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကရာအလုံး၌အမြင့်မြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားဝိသဓမ္မသာရတိယဉ်ကျေးလိမ္မာပညာသိမရှိကြသေးမသိဝသေး၍သုံးမပေလိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကျအောင်သုံးမသွန်သင်တော်မူရပေသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရတိသုံးမလိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ရင်သုံးမမှု၌အတုမရှိအမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားပဋ္ဌာရိဝမနုဿာနံချမ်းသာရကြောင်းလမ်းကောင်းညွှန်ပြသုံးမတော်မူရ၍လူနတ်တို့၏ဆရာမြတ်စီဖြစ်တော်မူပေသောမြတ်စွာဘုရားဘုရားတရားလုံးစုံကိုအကုန်ပြီးတော်မူပေသောမြတ်စွာဘုရားဘဂဝါဘုံတော်နာနာကံတော်နာနာညာတော်နာနာတကုတော်နာနာတို့နှင့်လုံးဝအုပ်သုံးပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံသာရှိသောကိုယ်ပါသောဂုဏ်တော်ဆယ်ပါးသောဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ္တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုတရားစီတော်သည်ယုတိမြတ်နိုးလက်ဥမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကရောပါဤမြတ်စွာဘုရားအာနုအာနုသာဘဂဝတာမြတ်စွာဘုရားသည်အခါတော်ဟောကြားသောဓမ္မောတရားတော်သည်သုခတော်ကိလေသာငြိမ်းချမ်းကောင်းမွန်မှန်ကန်စွာဟောသောတရားတော်မြတ်ပါပေတကားသာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားဧဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဖိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေရပါနေကောမိမိတဏ္ဍာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဝိသတံဝိဒဘဝိညွဤတရားမြင်သိသည့်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယာအပြင်10ပါးသောတရားတော်များကိုဘုရားတော်သည်
ယောရေမြန်တို့လက်အောင်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကရောပါဤဖရာသာဓုသာဓုသာဓုဘဂဝါတော်မြတ်စွာဘုရား၏သာဝကသံဃောတတိသာပေါင်းသံဃာတော်သည်သုပတိပန္နောလောဘဒေါသမောဟကင်းကြောင်းသီလသမာဓိပညာကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥစုပတိပန္နောကိုနှုတ်စိတ်ထားကောက်သုံးမကင်းအောင်ကြောင်စင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန္နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားသာမိစေပတိပန္နောသူများကပြုသည်ယောရေမှုနှင့်သင်နှင့်ထိုက်တန်အောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေယောအရာဝေမတော်လဲဆောင်းလာ၍ပေလူပူဇော်၌ပေလူဒီကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအာဟုနေယောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုယ်တော်လဲပေလူပူဇော်၌ခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဧကိနေယောနောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ပေလူသည်ကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အောင်မိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကတာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်း၏အကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပန္နာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောမေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်၈ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားစီတော်သည်ယောသည်များတို့လက်အောင်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောသရောပါ၏အရှင်ဘုရားအရဟံလွန်ကဲထွန်းမြတ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လူနာယမသတ္တဝါပေါင်းတို့၏ပူဇော်ထုကိုခံတော်မူလိုက်ပေသောမြတ်စွာဘုရားအရဟံဝါဒနာနှင့်တကွာ1500ကိလေသာညစ်ကြေးတို့မှကင်းဝေးစင်ကြယ်တော်မူပေသောမြတ်စွာဘုရားအရဟံလောဘဒေါသမောဟအစရှိသောကိလေသာယံသူတို့ကိုပယ်တတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံသန္တရာစိတ်တောက်ကံတို့ကိုချိုးပြတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံမြတ်မောင်မြတ်ွယ်အချင်းခါသိစင်ကြယ်၍စိတ်ွယ်ရာမရှိတော်မူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓောသစ္စာ၄ပါးခါသိသောတရားတို့ကိုသူတော်ဘာထံနိမခံမဲ့ကိုယ်တိုင်ညာဟောစွမ်းဖြင့်စုံစမ်းဖွေရှားကမင်္ဂစွာသိတော်မူပေသောမြတ်စွာဘုရားဝိဇ္ဇာစရဏပပ္ပန္နောဝိဇ္ဇာမြည်သောဉာဏ်တု၃ပါးဉာဏ်တု၈ပါးစရဏမြည်သောအခြေခံခြင်းတရား15ပါးတို့နှင့်ပြည့်စုံတော်မူပေသောမြတ်စွာဘုရားဘုရားတော်တတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာရွတ်ဆိုတော်မူရပေသောမြတ်စွာဘုရားဘုရားတော်မဂ္ဂင်၈ဖြာဖြစ်နေတော်မူရာဖြင့်ကောင်းစွာသွားခြင်းကောင်းစွာဖြစ်ခြင်းရှိတော်မူပေသောမြတ်စွာဘုရား
လောကဝိရုလောကရဲ့အကြောင်းအရာအလုံးစုံကိုအကုန်အစင်သိမြင်တော်မူပေသောမြတ်စွာဘုရားအနုတ္တရောအမြင့်မြတ်ဆုံးဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏ်သဒ္ဒနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့်လောကရာအလုံး၌အမြင့်မြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားဝိရိဒဓမ္မသာရတိယဉ်ကျေးလိမ္မာပညာအသိမရှိကြသေးမတိဝသေး၍သုံးမပေလိုက်သောပုဂ္ဂိုလ်တို့အားယဉ်ကျေးလိမ္မာပညာပြည့်ဝအချိုးကျအောင်သုံးမသွန်သင်တော်မူရပေသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မသာရတိသုံးမလိုက်သောပုဂ္ဂိုလ်တို့အားညွှန်ကြားသွန်သင်ပဲ့ရင်သုံးမမှု၌အတုမရှိအမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရားပဋ္ဌာရိဝမနုဿာနံချမ်းသာရကြောင်းလမ်းကောင်းညွှန်ပြသုံးမတော်မူရ၍လူနတ်တို့၏ဆရာမြတ်စီဖြစ်တော်မူပေသောမြတ်စွာဘုရားဘုရားတရားလုံးစုံကိုအကုန်ပြီးတော်မူပေသောမြတ်စွာဘုရားဘဂဝါဘုံတော်နာနာကံတော်နာနာညာတော်နာနာတကုတော်နာနာတို့နှင့်လုံးဝအုပ်သုံးပြည့်စုံတော်မူပေသောမြတ်စွာဘုရားအရဟံသရှိသောကိုယ်ပါသောဂုဏ်တော်ဆယ်ပါးသောဂုဏ်တော်အနန္တဂုဏ်တော်ကျေးဇူးတော်ပေါင်းတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုတရားစီတော်သည်ယောသည်မြတ်နိုးလက်ဦးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောပါဤမြတ်စွာဘုရားအာနုအာနုသာဘဂဝတာမြတ်စွာဘုရားသည်အခါတော်ဟောကြားသောဓမ္မောတရားတော်သည်သုခတော်ကိလေသာငြိမ်းချမ်းကောင်းမွန်မှန်ကန်စွာဟောသောတရားတော်မြတ်ပါပေတကားသာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဖိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတယ်ပါနေကောမိမိသာနာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဝိသတံဝိဒဘဝိညွေတရားမြင်သိသည့်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယာအပြင်10ပါးသောတရားတော်များကိုဘုရား၏တော်သည်ယောသည်များတို့လက်အောင်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောပါဤဘုရားသာဓုသာဓုသာဓုဘဂဝါတော်မြတ်စွာဘုရား၏သာဝကသံဃောတတိတာပေါင်းသံဃာတော်သည်သုပတိပန္နောလောဘဒေါသမောဟကင်းကြောင်းသီလသမာဓိပညာကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥစုပတိပန္နောကိုနှုတ်စိတ်ထားကောက်သုံးမကင်းအောင်ကြောင်းစင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန္နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားကာမိစေနိဗ္ဗာန်တော်သူများကပြုသည်ယောသည်မှုနှင့်သင်နှင့်ထိုက်တအောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေရောအရာဝေမတော်လဲဆောင်းလာ၍
ပေလူပူဇော်လိုက်ပေလူဒီကိုခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဘာဝနေယောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုတော်လဲပေလူပူဇော်လိုက်ခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားတကိနေယောတောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ပေလူဒီကိုခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အုံမိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကသားကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်း၏အကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပါဏာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောမေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်၈ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားစီတော်သည်ယုတ်သည်များတို့လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောသရောပါ၏အရှင်ဘုရားသာဓုဗုဒ္ဓသောဘဂဝါဘောရယဓမ္မံတေတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုယ်ွယ်ရာစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဘုရားသစ္စာလေးပါးအမှန်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူပြီးပြီဖြစ်၍ဘောရယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူပင်သိမြင်ကြပါစေခြင်းကြိုးငှာဓမ္မံသစ္စာလေးရန်တရားမှန်ကိုဒေသေတိကရုဏာရှိသောပညာအပြင်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံတတ္တော်တင်ရှားထိုမြတ်စွာဘုရားကိုအဟံကျွန်ုပ်သည်ဝနာမိယောသည်မြတ်နိုးလက်ဟုံမို့၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားသာဓုဒန္တောဘောဘဂဝါဓမ္မထာယဓမ္မံတေတေတိဘောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒန္တောမြင်ကြတွေ့ရာကြံသိရာမှကိလေသာညစ်ကြေးကင်းစင်ဝေးလျက်ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍ဓမ္မထာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကိလေသာညစ်ကြေးကင်းစင်ဝေးလျက်ယဉ်ကျေးကြပါစေခြင်းကြိုးငါဓမ္မံယဉ်ကျေးစေရန်တရားမှန်ကိုဒေသေတိကရုဏာရှိသောပညာအပြင်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံတတ္တော်တင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယောသည်များတို့လက်အုံမိုး၍ရှိခိုးပါ၏အရှင်ဘုရားသာဗန္တောသောဘဂဝါသမထာယဓမ္မံတေတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဗန္တောကာရသာသာအလှူရှားကင်းလျက်ငြိမ်သက်ငြိမ်တော်မူပြီးဖြစ်၍သမထာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာငြိမ်သက်ငြိမ်ကြပါစေခြင်းကြုံငါဓမ္မံငြိမ်သက်စေရန်တရားမှန်ကိုတေတေတိကရုဏာရှိသောပညာအပြင်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံတတ္တော်တင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယောသည်များတို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားဒိဏောသောဘဂဝါတရဏာယဓမ္မံတေတေတိ
သောဘဂဝါကျွန်ုပ်တို့မြတ်ဤအာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒိဏောဩဃလေးပြာသန္တရာဤဟောမာကံရောက်နိဗ္ဗာန်ပေါအောင်ကုမြောက်တော်မူပြီးသည်ဖြစ်၍တရဏာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကုမြောက်ကြပါစေခြင်းကျိုးငါဓမ္မံကုမြောက်စေရန်တရားမှန်ကိုဒေသေတိကရုဏာရှင်သောပညာအားဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဝန္တံသက်တော်ထင်ရှားတော်မြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယောရေမြတ်တို့လည်းအမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာနာယဓမ္မံဒေသေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ပရိနိဗ္ဗုတောကိလေသာခသိအလုံးစုံငြိမ်းကြီးသည်ဖြစ်၍ပရိနိဗ္ဗာနာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကိလေသာခသိငြိမ်းကြပါစေခြင်းအကျိုးငါဓမ္မံကိလေသာငြိမ်းရန်တရားမှန်ကိုဒေသေတိသုနာရှိသောပညာအားဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂုဏ်တံသက်တော်ထင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယောရေမြတ်တို့လည်းအမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရား